မင်္ဂလာပါဒီနေ့ရောက်ရှိတဲ့နေရာကတော့ဆရာတော်ထထူရဲ့သမီးအငယ်ဆုံးဖြစ်တဲ့ဆရာမအနေအင်းကိုအင်တာဗျူးမေးသွားမှာဖြစ်ပါတယ်လိုက်ခဲ့ပြကြပါအောင်ပေါ်လာကလစနေဘာမှမစမပွန်ချီမင်္ဂလာပါဆရာမကျမနာမည်ကတော့ Mrs. မတူမော်အေးဖြစ်ပါတယ်ယခုလိုဆရာတော်ထထူရဲ့အထုပ်ပတိအချင်းနဲ့ပတ်သက်ပြီးအခုလိုမျိုးအချင်းပေးတဲ့အတွက်မတူပီချင်း entertainment မှာအထူးကျေးဇူးတင်ပါတယ်ဆရာမတို့မိသားစုနေ့ရက်လေးစာကိုမိတ်ဆက်ပေးပါဦးရှင်ကျမနာမည်ကဒေါ်နီအောင်ဖြစ်ပါတယ် Reverend ထတွင်းရဲ့ကိုရောက်မြောက်သားသမီးတွေထဲမှာအငယ်ဆုံးသမီးဖြစ်ပါတယ်ကျမအမျိုးသားဦးဝင်းကျုပ်ဖြစ်ပါတယ်ဖျားသခင်ကျေးဇူးတော်ကြောင့်သမီးတယောက်ထွန်းကားပါတယ်အင်းစိန်မြို့နယ်အရှိရွာမှာအခုနေထိုင်ပါတယ်အခုလိုအင်တာဗျူးလာလုပ်ပြတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ဆရာတော်ထထူးကိုဘယ်နေရာဘယ်ဒေသမွေးဖွားခဲ့တယ်လဲမိသားစုအကြောင်းကိုပြောပြပေးပါအောင်ကျမအဖေက1906စက်တင်ဘာလ9ရက်နေ့မှာမွေးဖွားခဲ့ပါတယ်ကျမအဖေကချန်တောင်မြို့နယ်တောင်ရမ်းရွာဖြစ်ပါတယ်အဘဦးဒိုတုံအမိဒေါ်ဒွေဖာတို့ရဲ့တတရမြောက်သားဖြစ်ပါတယ်ငွေချင်း9ယောက်ရှိပါတယ်ဇုတ်ဖေလူမျိုးဖြစ်ပါတယ်အမေကတော့ထန်တောင်မြို့နယ်ဘယ်ဟာရွာဖြစ်ပါတယ်ငွေချင်း3ယောက်ထဲကအငယ်ဆုံးသမီးဖြစ်ပါတယ်စာထန်းစံပီချုံဖြစ်ပါတယ်မတူပီကိုဆရာတော်သာသနာပြုဖို့ရအတွက်ဘယ်အဖွဲ့အစည်းကကူညီစီလွှတ်ခဲ့တယ်လဲကျမအဖေကိုထန်တောင်မြို့နယ်ဖာရွန်နိုဘူအဖွဲ့ကကူညီစီလွှတ်ခဲ့တာဖြစ်ပါတယ်1920မီဇိုရမ်ဒါဘလ်ပီရွာ primary ကျောင်းမှာလေ့လာတဲ့အထိပညာအောင်မြင်ခဲ့ပါတယ်1925 January လကစပြီးဆယ်ကောလ်ကျန်းစာတင်ကျောင်းမှာတက်ရောက်ခဲ့ပါတယ်1933ဒီဇင်ဘာလ25ရက်နေ့မှာလုံရန်းချောင်းမှာဆရာတော်လန်ခမ်ရဲ့အချင်းပီချင်းခံယူခဲ့ပါတယ်အမေရဲ့ပြောပြချက်အရအဖေရဲ့သာသနာပြုလုပ်ငန်းမှာဖရောအဆုံးနောက်လိုက်သူကတော့ဦးတန့်ပီခေါ်ဦးတကလုံလို့သိရှိရပါတယ်1944မေလ12ရက်နေ့မှာမတူပီမြို့နယ်ငလိုင်ရွာမှာစတင်ရောက်ရှိခဲ့ပါတယ်ရှိကောင်းရှိနိုင်ပါတယ်အဲ့ဒီတော့ကခရစ်တော်ကိုလက်မခံတဲ့အချိန်နှက်ကူးကွယ်တဲ့ကာလဖြစ်တဲ့အတွက်
လက်မခံတာတွေမောင်းထုတ်တာတွေလည်းရှိနိုင်ပါတယ်1960ဒီဇင်ဘာလ25ရက်နေ့တွင်မတူပီမြို့လောင်ပါရဲကွက်မှာခရစ်တော်၌ဘုံတော်ဝင်စားခဲ့ပါတယ်အတန်းတင်ချက်များအရရွာပေါင်း69အိမ်ခြေ1150ယုံကြည်သူအပေါင်း12050ဆယ်ဖို့တဖို့12990တုံးကျက်လို့သိရှိရပါတယ်
opa kamiana aduk winga khose tai nai wing khose matupi association MBA association lo nalung nau nambong nau khui bai bhang kan umu matupi ka yung chitu tin tu tin ta bai kho bhang kan umu thian lo tswa bai pe se bina khuya no na khuya thian lo ding kam na ne bong mu se pu se tela tha kan sam matupi chin entertainment lo bangla pai iman lo ti interview nan sai ti bai ya khat yo khuya bai kan umu pai ben bina ne na sai na khuya na kam mu se thian lo pu se ni yu then mu se na sa ding mu se ba thian lo swam pu se bang kan yaတခင်ကောင်းချစ်ကြပါစေ အခုလိုစစ်ရှိလက်ရှိနဲ့အချိန်ပေးပြီးဆရာတော်ထွန်းရဲ့အထုပ်ပတိအကျဉ်းနဲ့ပတ်သက်ပြီးအင်တာဗျူးဖြေပေးတဲ့အတွက်မတူပီချင်း entertainment မှာအထူးပင်ကျေးဇူးတင်ပါတယ် ပါလေကျေးဇူးတင်ပါတယ်